မင်္ဂလာပါရှင်ဒီတစ်ခါကျမကထမင်းစားရတာနည်းနည်းလေးညင်းငွေလာတော့အပြောင်းလဲလေးဖြစ်အောင်ချက်သား cheese ခောက်ဆွဲလေးကိုလှူစားပစ်ခဲ့ပါတယ်လုံနည်းလေးကတော့ရိုးရှင်းလွယ်ကူပြီးတော့စားလို့လည်းအရန်ကောင်းတဲ့အတွက်ပြန်လဲပြီးတော့မျှဝေလိုက်ပါတယ်ပထမဦးစွာရေတက်စအောင်စီးထားတဲ့ချက်သားလေးကိုစားနဲ့အရသာမုံလေးထည့်ပြီးတော့ကျမကပြုတ်ပါတယ်ပြုတ်တဲ့အခါမှာချင်းချက်သွန်ဖြူလေးငရုတ်ကောင်းမုံလေးထည့်ပြီးတော့ပြုတ်ပါတယ်သားလေးတွေနူးလာပြီဆိုရင်တော့အသားတွေကိုနှွှင်ထားပေးပါမယ်ရှင်ပြီးရင်တော့ဂျုံခောက်ဆွဲလေးကိုလည်းပြုတ်ထားပါတယ်ရှင်ဒီခန်းညင်သီးနှစ်ပူလေးကိုအသုံးပြုထားပါတယ်ဒီကိုတဲတာရပြီဆိုရင်တော့ချင်းချက်သွန်ဖြူချက်သွန်နီးလေးအနှစ်ကလေးကိုကျမကနှုတ်နှုတ်လေးစင်ထားတာကိုစီတတ်ပါတယ်စနုံးမုံလေးနဲ့ငယ်နဲ့ရောင်နေမုံလေးနဲ့ငယ်ထည့်ပြီးတော့စီတတ်ပါတယ်ရှင်အရင်နေ့ကချက်သားကြော်ထားတဲ့စီကိုအသုံးပြုထားတော့စီလေးရနည်းနည်းအယောင်ဝါနေတာဖြစ်ပါတယ်ချက်သွန်လေးတွေစီတက်တာငွေးလာပြီးတော့နည်းငယ်နောလာပြီဆိုရင်တော့ခရမ်းရည်သည့်အနှစ်ကလေးကိုကျွန်မထည့်ပါတယ်ခရမ်းရည်သည့်အနှစ်ကိုတော့ဒီပကံများလေးနဲ့နှစ်ပကံလောက်ကျွန်မထည့်ခဲ့ပါတယ်ပြီးရင်တော့အဲ့ခရမ်းရည်သည့်အနှစ်ကလေးတွေကိုလည်းနူးဣပြီးတော့ညက်သွားတဲ့အထိဇွန်းလေးနဲ့ခြေပြီးတော့မှွေပေးပါတယ်တအားလောက်နေရင်တော့အနှစ်ကိုရတာရှိဖို့အတွက်ဒီအနှစ်ထဲမှာခရုစီလေးတစ်စုံခန့်ငပြားရည်လေးအနှဲငယ်နဲ့အသားမုံလေးအနှဲငယ်ကိုထည့်ပြီးတော့မှွေပေးပါတယ်တည်ပေးပါတယ်ရှင်အင်းရင်ဒီအနစ်ကလေးတွေကြေးသွားဖို့အတွက်လည်းတခြားလေးဇွန်းလေးနဲ့ခြေပြီးတော့တည်ပေးပါတယ်။နောက်လောက်ကြာတဲ့အခါမှာကျမကဟင်းအနစ်ကလေးပို့ပြီးတော့အရသာရှိစေဖို့အတွက်ရေအစားကျမကကြက်ပြုတ်ရည်လေးစွန်းကိုကျမထည့်ပြီးတော့တည်ပါတယ်။ကြက်ပြုတ်ရည်လေးထည့်လိုက်ခြင်းအပြင်ပေါ့နော်ဒီအနစ်ကလေးကပို့ပြီးတော့အရသာရှိပြီးတော့ချိုလဲချိုမွေးလဲမွေးပါတယ်ရှင်။အနှစ်ကလေးတွေကိုတခြားနူးဤလာတဲ့အထိတည်ထားပြီးတဲ့နောက်မှာကျမကစားလေးအနှဲငယ်ကိုလည်းကျမထည့်ပေးပါတယ်။အားလောက်တည်ပြီးလို့ရှိရင်ခရမ်းညင်သည့်အနှစ်လေးတွေနူးလာပြီဆိုရင်တော့အတုံးသေးလေးတွေတုံးထားတဲ့အာလူးလေးနှလုံးခန့်ကိုကျမကထည့်ပြီးတော့တည်ပေးပါတယ်မှွေပေးပါတယ်။တအားလောက်နေလို့ရှိရင်တော့အာလူးလေးတွေနူးလာပြီဆိုရင်ပြုတ်ပြီးတော့အသားနှွင်ထားတဲ့ချက်သားလေးတွေကိုထည့်ပြီးတော့ရောပြီးတော့မှွေပေးပြီးတော့တည်ပေးပါတယ်ရှင်အရသာမြည်ပြီးတော့အပေါ့ငံအတွက်စားလေးနဲ့ငယ်ထပ်ထည့်ပေးပါတယ်တအားလောက်နေလို့စီလေးနဲ့ငယ်ပြန်လာပြီဆိုရင်တော့ဘာဂါ cheese လေးသုံးပြားခန့်ကိုကျမကထည့်ပြီးတော့မှွေပေးပါတယ်ရှင် cheese လေးတွေနဲ့အသားလေးတွေနဲ့တမအောင်နှက်အောင်မှွေပြီးပြီဆိုရင်တော့ကျမကဘီဇယ်ရက်ကလေး9ရက်6ရက်ခန့်ကိုကတ်ကြီးလေးနဲ့ညှက်ပြီးတော့အုပ်ပေးပါတယ်အားလုံးနေပြီဆိုရင်တော့ဒီဘီဇယ်နဲ့မှုမွေးလေးနဲ့အရန်ကိုစားလို့ကောင်းတယ်နတ်ရတာနဲ့ပြည့်စုံတဲ့ချက်သား cheese အာလူးဟင်းအနှစ်ကလေးကိုရပြီဖြစ်ပါတယ်ရှင်ဟင်းအနှစ်ကလေးရပြီဆိုတော့ခောက်ဆွဲပွဲလေးကိုပြင်ပါမယ်ရှင်ပြုတ်ထားတဲ့ဂျုံခောက်ဆွဲလေးကိုကျမကချက်သားဟင်းအနှစ်ကလေးများများလေးထည့်ပြီးတော့ရောနှယ်ပြီးစားပါတယ်ပြီးရင်တော့ကြက်ပြုတ်ရည်နဲ့လှုပ်ထားတဲ့ဟင်းကြိုလေးရဲ့သခွားသီးအချင်းလေးနဲ့တွဲဖက်ပြီးစားတာအရင်ကိုစားလို့ကောင်းပါတယ်ရှင်မိတ်ဆွေတို့လည်းခုလိုမျိုးလေးလှုပ်စားကြည့်ကြပါနော်